ကင်ဂျုံအန်ရဲ့ငယ်ဘဝကဆွစ်ဇာလန်နိုင်ငံမှာကုံဆုံးခဲ့တာတကယ်လား2000ပြည့်နှစ်အစောပိုင်းကာလတွေကိုတစ်ချက်လောက်စိတ်ကူးကြည့်လိုက်ပါသင်ဟာအသက်18နှစ်အရွယ်ဆွစ်ဇာလန်မှာနေထိုင်တဲ့ကျောင်းသားတစ်ယောက်ပေါ့သင်မှာအာရှနွယ်ဘွားတငယ်ချင်းကောင်းတစ်ယောက်ရှိပြီးသူကတော်တော်လေးချမ်းသာပါတယ်သူ့အိမ်ကိုသွားရင်သင်လိုချင်တဲ့ပစ္စည်းကုန်ရှိတယ်အဲ့ဒီခေတ်ကအသစ်ဆက်ထွက်ထားတဲ့ PlayStation 2လည်းရှိတာပေါ့သင်တို့နှစ်ယောက်ဟာ Game 18မှာထိုင်ပြီး GTA 3 Game ထဲကလူတွေကိုလိုက်ပစ်ကြမယ်တင်ငါကြီးနဲ့မျိုးရဲပတ်မောင်ပြီးပြောနေကြမယ်ဒါတွေကတင့်အတွက်တော့ဂိမ်းတစ်ခုတတ်ပါပဲဒါပေမဲ့တင့်အိမ်မှာအတူတူဂိမ်းဆော့နေတဲ့နှစ်နဲ့ချီပြီးခင်မင်နဲ့ဒီကောင်လေးဟာနောက်တစ်ချိန်မှာဂိမ်းတွေကထက်ပိုရက်ဆက်တဲ့အပြုတ်မှုတွေလုပ်မယ်ကဘာကျော်အာနာရှင်တယောက်ဖြစ်လာမယ်ဆိုရင်တင်လုံးဝရိပ်မိမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီကောင်လေးဟာတခြားသူမဟုတ်ပဲမြောက်ကိုရီးယားရဲ့လက်ရှိခေါင်းဆောင်ကင်ဂျုံအန်ဖြစ်နေလို့ပါပဲဒါဟာရုပ်ရှင်ဆန်လုံးလို့မယုံနိုင်စရာဖြစ်နေပေမဲ့ကင်ဂျုံအန်ဟာတကယ်ပဲဆွစ်ဇာလန်ကတာမန်ကျောင်းတစ်ခုမှာပတ်အောင်ဆိုတဲ့နာမည်အယောင်ဆောင်တဲ့ကျောင်းတက်ခဲ့မှုပါတယ်1998ခုနှစ်မှာဆွစ်ဇာလန်နိုင်ငံဗန်မြို့နာကကျောင်းတစ်ခုရဲ့ Classic A အခန်းထဲကိုရှစ်တက်တဲ့အာရှသားကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။သူကနိုင်အားကစားဝတ်စုံကိုဝတ်ထားပြီးတခြားကလေးတွေကိုကြည့်ဖို့တောင်ကြောက်နေတဲ့ပုံစံမှာဆရာမကတော့ဒီကလေးဟာမြောက်ကိုရီးယားတန်ယုံကတန်တမန်တစ်ယောက်ရဲ့သားဖြစ်တယ်လို့မိတ်ဆက်ပေးခဲ့ပါတယ်။ဒါဟာလုံးဝအကွက်ချစီစဉ်ထားတဲ့လိန်ညာမှုတစ်ခုဆိုတာကိုတော့အတန်းဖော်တွေဟာနောက်ထပ်အနှစ်20ကြာမှသိခဲ့ကြရတာပါ။ကင်ဂျုံအန်ဟာအဲ့ဒီမှာဂျူဝါအိုးလို့ခေါ်တဲ့ပေါ်တူဂီကောင်လေးတစ်ယောက်နဲ့အခင်ဆုံးတငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ဒီစီစဉ်ရဲ့နောက်ွယ်မှာမြောက်ကိုရီးယားအစိုးရရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်တွေရှိနေပါတယ်။ကင်ဂျုံအန်ဟာဆွစ်ဇာလန်မှာတယောက်တည်းနေတာမဟုတ်ပဲမိသားစုအတူတစ်ခုနဲ့နေထိုင်ခဲ့တာပါ။သူ့ရဲ့အတော်နဲ့ဦးလေးကမိဘတွေအဖြစ်ဟန်ဆောင်ပေးထားပြီးဦးလေးဖြစ်သူကတန်ယုံကဒရိုက်ဘာအဖြစ်နာမည်အယောင်ဆောင်ထားပါတယ်။သူတို့နေတဲ့တိုက်ခန်းတွဲတွေကိုလည်းမြောက်ကိုရီးယားအစိုးရကဒေါ်လာ4သန်းလောက်အကုန်ကျခံပြီးလှုပ်ဝက်ဝယ်ယူထားပေးတာပါ။ကင်ဂျုံအန်ရဲ့ဆွစ်ဇာလန်ဘဝဟာအိမ်မက်တစ်ခုလိုပါပဲ။သူလိုချင်တာမှန်သမျှအကုန်ရပါတယ်။ပါရီကဒစ်နီလန်ကိုသွားလဲတာဆွစ်တောင်တန်းတွေမှာစကိတ်စီတာဇိန်ခါဟိုတယ်တွေမှာအနားယူတာတွေနဲ့အချိန်ကုန်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ရဲ့ဇာတိမြေမြောက်ကိုရီးယားမှာတော့လူပေါင်း3သန်းလောက်ငတ်မွတ်ခေါင်းမမှုကြောင့်တေဆုံးနေခဲ့ရပါတယ်။ကင်ဂျုံအန်ရဲ့အဖေကင်ဂျုံအီဟာနိုင်ငံတကာအကူအညီတွေကိုပိတ်ပင်ပြီးသူ့သားသမီးတွေကိုတော့ဆွစ်ဇာလန်မှာငွေပုံပေးကပြုစုပြောထောင်ခဲ့တာပါ။ကျောင်းမှာတော့ကင်ဂျုံအန်ဟာနိုင်ငံရေးအကြောင်းလုံးဝမပြောတဲ့မိန်းကလေးတွေကိုလည်းလုံးဝမပတ်သက်တဲ့လူအေးလေးတစ်ယောက်ပါ။သူသားစကားတလုံးမှားပြောမိရင်သူ့ရဲ့မိသားစုအတူတွေအန္တရာယ်ရှိနိုင်တာကိုသူကောင်းကောင်းသိပုံရပါတယ်။ဒါပေမဲ့1998ခုနှစ်မှာတော့အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။သူ့ကိုပြုစုပေးနေတဲ့အတော်နဲ့ဦးလေးဖြစ်သူတို့ဟာကင်ဂျုံအန်ကိုတခုံးမှမပြောဘဲအမေရိကန်တန်ယုံကိုထွက်ပြေးပြီးခိုးလုံခွင့်တောင်းခဲ့ကြပါတယ်။ဒီတော့ကင်ဂျုံအန်ဟာတယောက်တည်းကြံရစ်ခဲ့ရတယ်လို့ဖြစ်သွားပါတယ်။2000ခုနှစ်တရက်မှာတော့ကင်ဂျုံအန်ဟာသူ့တငယ်ချင်းဂျိုဝါအိုကိုဘတ်စကားမှတ်တိုင်မှာတွေ့ပြီးအမှန်တရားကိုဖွင့်ပြောခဲ့ပါတယ်။ငါနာမည်ကပတ်အောင်မဟုတ်ဘူး။ငါဟာမြောက်ကိုရီးယားခေါင်းဆောင်ရဲ့သားဖြစ်တယ်လို့ပြောခဲ့ပါတယ်။သူ့ဖေကခေါ်နေပြီဖြစ်လို့သူနိုင်ငံကိုပြန်ရတော့မယ်။ဒီနေ့မှသူဟာနိုင်ငံကိုအုပ်ချုပ်ရမယ့်သူဖြစ်လာနိုင်တယ်လို့လည်းပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဟာကျောင်းကိုလုံးဝပြန်မလာတော့ပဲပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ထပ်10နှစ်လောက်အကြာမှာတော့သူဟာကမ္ဘာအသက်ငယ်ဆုံးအာဏာရှင်အဖြစ်စင်မြင့်ပေါ်မှာပေါ်ထွက်လာခဲ့ပါတယ်။ထူးခြားတာကသူအာဏာရလာပြီးနောက်မှာသူ့ရဲ့တငယ်ချင်းဟောင်းဂျိုအာအိုကိုမြောက်ကိုရီးယားကိုဖိတ်ခေါ်ပြီးဇိမ်ခံခီးစဉ်တွေစီစဉ်ပေးခဲ့တယ်လို့အတူတူထမင်းစားရင်အရင်လိုပဲရင်းရင်းနှီးနှီးဖက်လဲတကယ်နှုတ်ဆက်ခဲ့ကြပါတယ်။ဒါဟာ GTA ဂိမ်းတူတူဆော့ခဲ့တဲ့တငယ်ချင်းတစ်ယောက်ရဲ့မယုံနိုင်စရာကောင်းတဲ့ကံကြမ္မာဇလန်းတစ်ပုဒ်ပဲဖြစ်ပါတယ်။